ယုံနိုင်စရာတင်မျက်နှာပေါ်မှာကိုတွင်းအင်္ကာတွေရဲ့မြေပုံရှိနေတယ်ဆိုတာသိပါသလားအုံကိုတေချာကြည့်နော်မျက်ခုံးကြားကအသေးပပေါ်ကအဆုပ်မေးစိတ်ကတအိမ်ဒါတွေကတကယ်ကိုကျိတ်ဆက်နေတာပါဟင်ကျမတို့ရဲ့ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုအားဖြည့်ပြုပြင်ချင်ပါသလဲလုံနီးကအရန်လွယ်ပါတယ်ပုံမှန်ပြထားတဲ့အတိုင်းသင်အားဖြည့်ခြင်းနဲ့အင်္ကာရနဲ့သက်ဆိုင်တဲ့မျက်နှာပေါ်ကနေရာလေးကို10မိနစ်လောက်အသာအရာဖြီးနှိပ်ပေးလိုက်ရုံပါပဲဒီလိုနှိပ်နေပေးရကြောင်းရရှိမဲ့အကျိုးကျေးဇူး5ချက်က1သွေးလေလက်ပတ်မှုကောင်းပြီးအသားရည်ကြီးမယ်2စိုးရိမ်စိတ်နဲ့ရင်တုန်တာတက်တာပြီးတော့နှစ်ချိုက်စွာအိပ်ပျော်မယ်3အစာချေစနစ်ပိုမိုကောင်းမွန်လာမယ်4ခေါင်းကိုက်တာနဲ့ migraine ဆိုတဲ့ဝေဒနာကိုတက်တာစေမယ်5 happy hormone ဆိုတဲ့ပျော်ရွှင်မှုဟော်မုန်းထွက်လို့စိတ်လက်ပေါ်ပါမှာပဲဖြစ်ပါတယ်သင်ကျမရဲ့အတွက်10မိနစ်ပဲအချိန်ပေးလိုက်ပါအခုဘယ်နေရာကိုနှိပ်နယ်ပေးခဲ့လဲဆိုတာ comment မှာပြောပြခဲ့ပါအောင် like and follow လည်းမမေ့ပါနဲ့ကျေးဇူးတင်ပါတယ်